အားလုံးပဲမင်္ဂလာပါကျမကတော့နင်းနေမှာဒီနေ့မှာတော့ကျမတို့ Winningway Company Limited UMG Group of Company ကနေပြီးတော့မှရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်မှာတက်ဆင်ပေးထားသော customer တဦးစီကိုတွားရောက်ပြီးတော့ solar system အသုံးပြုရတာအဆင်ပြေရလားဘလို့အကျိုးကျေးဇူးတွေရရှိနေဆိုတာကိုကိုယ်တိုင်ကိုယ်ကြားတွားရောက်မိနေမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါကိုမင်္ဂလာပါဟုတ်ပထမဆုံးအနေနဲ့အကိုရဲ့နာမည်လေးနဲ့ပေါ့နော်ဒီရုံမှဆိုလို့ရှိရင်ဘယ်လိုနေရာမှာတာဝန်ယူလုပ်ကိုင်နေလဲဆိုတာလေးပြပြပေးပါဦးနော်ကျွန်တော်နာမည်ကကိုကျော်သူပါဟုတ်ကဲ့ဖောင်ဝါမာနေတဲ့ဖောင်ဝါမာဆိုရင်ပေါ့နော်ကျွန်တော် site တာဝန်ခံနေနဲ့ကျွန်တော်တာဝန်ထားပါတယ်ဟုတ်ကဲ့အရင်ကတော့လေမီးစက်တွေသုံးပြတယ်လို့ကြားရတယ်ပေါ့နော်အခုဒီ solar တဲသုံးပြတဲ့နောက်ပိုင်းမှာရောမီးစက်သုံးတဲ့လောင်စာစီရောပြီးတော့ဒီမီတာကားတွေနဲ့ရောဘယ်လောက်ကြီးပေါ့နော်တက်တာသွားတယ်လဲဆိုတာကိုလည်းပြပြပေးပါအောင်နော်ဟုတ်ကဲ့ပါအဲ့ဒါဘယ်လိုတက်တာလဲဆိုတော့ပေါ့နော်ဒီအခုလက်ရှိကိုတို့ဒီ EPC ဟုတ်ကဲ့မီးရပေါ့မီးလာတဲ့ဟာမှန်တယ်ဆိုရင်ကိုဒီ solar နဲ့ဒီ EPC နဲ့အဆင်ပြေတယ်ပေါ့မီးစက်ကကိုတို့အသုံးနေတယ်ခုလက်ရှိချိန်ဒီမှာကိုတို့လက်ရှိသုံးနေတာတော့မီးသက်တိတ်မသုံးအောင်ပေါ့ခု2လအတွင်းပေါ့ပြီးခဲ့17လပိုင်းကိုတို့ပြီးတာကိုဆင်ပြီးတာဆိုလေခုဒီခုလက်ရှိရောက်နေတဲ့အချိန်ကြီးအောင်စီဆိုတိတ်မသုံးထားဘူးတပေပါလောက်ပဲကိုတင်သုံးထားတယ်အဲ့ဒါဘယ်ချိန်ဒီမှာသုံးလဲဆိုရင်ကိုတို့ solar ကြတာ solar မနက်ဆိုရင်7နာရီဟုတ်ကဲ့7နာရီလောက်ဆိုကိုတို့ဒီ solar သုံးလို့အဆင်ပြေပြီဟိုသူ့ရဲ့ဒီအားထွက်လာပြီပေါ့နော်ဒီနေ့ဆိုကိုတို့ညနေလောက်လေ3နာရီခွဲတိအောင်ဟုတ်3နာရီခွဲတိအောင်ကောင်းကောင်းသုံးလို့အဆင်ပြေတယ်ဟုတ်ကဲ့အဲ့တော့ကိုတို့ခုနပြောတဲ့ဟို EPC ရဲ့အနေထားရဲ့ဟိုမီးစက်အနေထားကိုပြန်ပြီးပြောရမယ်ဆိုရင်ပေါ့နော်ကုန်ကြသေးအပိုင်းကိုပြန်စဉ်းစားကြမယ်ဆိုရင်ဒီ3နာရီခွဲနောက်ပိုင်းမီးရတကယ်လို့ EPC ရဲ့လည်းမလာဘူးဟုတ်ကဲ့ solar ကလုံးဝကျတဲ့အချိန်ဖြစ်နေပြီအရင်ကစကျတာဆိုတော့လေအချိန်မှမလာဘူးဆိုရင်တော့ဒါဟိုမီးစက်အနေနဲ့သုံးရမှာပေါ့နော်ဟုတ်ကဲ့အချိန်မှကိုတို့ဟိုခုလက်ရှိကတော့ကိုတို့ဘက်မှာတော့မီးမှန်တယ်ပြောရမှာပေါ့ဟုတ်ကဲ့မီးမှန်နေတယ်မှန်နေတယ်ဆိုတော့ကိုတို့3နာရီခွဲ solar အားကျတဲ့အချိန်မှဆိုရင်အဲအောင် EPC online ပြီအချိန်တော့ EPC ပဲသုံးတယ်ပေါ့ဟုတ်ဒါကို solar ကလည်းဟိုထွက်လာတယ်ဟိုသူထွက်တဲ့လောက်လေးပေါ့ဟုတ်ကဲ့မသူ% ရအောင်မှာ 20% ဆိုရင် 80% ကကိုတို့ဒီ EPC ကနေယူသုံးတယ်ပေါ့ဟုတ်ကဲ့ဒီပုံစံမျိုးသုံးတာဆိုတော့ခုလက်ရှိတော့ဟိုမီးစက်စီအနေနဲ့ကိုတို့တိတ်မသုံးဘူးပေါ့ဟုတ်ကဲ့ဒါပေမဲ့ဘောင်ဆိုဟို EPC ဘက်မှာတော့နည်းနည်းကောနည်းနည်းတက်သွားလိမ့်မယ်ထင်တယ်ဟုတ်ကဲ့ဒီခုလက်ရှိသုံးထားတာပေါ့နော်အားတို့ဘယ်လိုလဲရင်တော့ဆိုရင်ကိုတို့သုံးတဲ့အနေထားဆို EPC ကရင်တော့သိန်း130လောက်တစ်လားပေါ့သူကြားရတာ130လောက်ခုလက်ရှိကိုတို့ခုတစ်လားဆောင်ရင်သိန်း80လောက်ပေါ့နော်ဟုတ်ကဲ့ခုလက်ရှိဆောင်ရတာပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့ဒီစီပိုင်းအနေနဲ့ကျတော့ကိုတို့ကဒီအသုံးလက်ရှိချိန်ကြီးအောင်အသုံးနည်းထားသေးတယ်ဟုတ်ကဲ့ဟိုဘာမှသိမသုံးတော့နည်းတယ်ပေါ့ဒီချိန်မှာဘယ်ချိန်ဒီမှာသုံးတာလဲဆိုတော့ခုနဆိုလာကျတဲ့နိုင်7နာရီရဲ့ရှေ့စောပြီးတော့သုံးတာဆိုရင်ကိုတို့အချိန်မှာမီး EPC လာရင်လားမလာရင် generator သုံးမယ်ဟုတ်ကဲ့ဒါရှေ့ရဲ့တစ်ပိုင်း7နာရီဆိုရင်သူဆိုလာ okay စဆင်ပြေပြီ7နာရီကနေကိုတို့တစ်ချောင်းသွားမယ်ပဲဖြစ်အောင်လဲညနေ3နာရီခွဲထိအောင်ကောင်းကောင်းသွားမယ်ဟုတ်ကဲ့3နာရီခွဲကိုကျွန်တော်တို့ကိုတို့နေပြန်ကြည့်ရပါကြည့်ရလဲမီးလာလားဟို EPC လာလားဟုတ်ကဲ့ EPC လာရင် EPC ပဲကိုတို့သုံးမယ်ဟုတ်ကဲ့မလာဘူးဆိုရင် generator ပြန်သုံးမယ်ဟုတ်ကဲ့အရှင်ဒီမှာရောက်ရင်တော့ဒါမီးလာခြင်းမလာခြင်းနဲ့ဒီမီးစက်အကုန်ကြသေးပေါ့ဒီစီသားရဲ့စီကုံနာတို့ဘာလို့ရဲ့အနေထားကျတော့ဒီ EPC နဲ့သက်ဆိုင်နေပေါ့နော်ဒီဘက်ကလာတယ်ဆိုရင်ကိုတို့3နေရာဒီမီးစက်3နေရာမလို့မဟုတ်ဘူးဆိုရင်တော့ဒါမီးစက်3ရမှာပေါ့နော်ဟုတ်ကဲ့အခုလက်ရှိကတော့မီးရလည်းလာတာမှန်တယ်မှန်တာဖြစ်တဲ့အတွက်ကိုတို့ဒီမီးစက်စီပိုင်းကဘာမှသိမသုံးထားဟုတ်ကဲ့ဘယ်လိုဖြစ်နေခုလက်ရှိ2လအတွင်းပေါ့နော်ဟုတ်ကဲ့ပါဟုတ်အခုပေါ့နော်အကို site ပေါ့နော်200 kW hybrid solar system မှာအသုံးပြုတဲ့အခါမှာပေါ့နော် solar အသုံးပြုပြီးွားတဲ့အချိန်မှာဟိုမီးပြတ်တောက်မှုမရှိတော့ဘဲနဲ့လုပ်ငန်းခွင်မှာပေါ့နော်0 down time အနေနဲ့ဘယ်လောက်အထိပေါ့နော်ဆက်လက်လည်ပတ်သွားနိုင်လဲဆိုတာလေးရောပြပြပေးပါအောင်နော်ဟုတ်ကဲ့ဒီမှာကိုတို့အခုဒါဟို EPC ပေါ့ EPC ကိုကိုတို့မနက်ခင်း9နာရီတည်းရင်ဟိုပိတ်လိုက်ပြီပေါ့ဟုတ်ကဲ့9နာရီကနေစပြီးကိုတို့ဒီ solar နဲ့ဒီ battery နဲ့ပေါ့နော်အကုန်လုံးစသုံးလာတဲ့အချိန်မှာ9နာရီတောက်လျှောက်သုံးမယ်မနက်9နာရီပေါ့မနက်9နာရီကနေကိုတို့ဆိုတာ EPC အဝင်နဲ့ပိတ်ထားပြီပေါ့နော်ဟုတ်ကဲ့အချိန်နဲ့စတော့ညနေ3နာရီခွဲတော့ထအောင်ဟုတ်ကိုတောက်လျှောက်သုံးလို့ရမှာဟုတ်ကဲ့အချိန်ထိအောင်ပေါ့နော်ဟုတ်ကိုတို့သုံးလာတဲ့အနေထားပေါ့ကိုမနက်9နာရီကနေညနေ3နာရီခွဲထအောင်ကောင်းကောင်းသုံးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့အခုပေါ့နော်ညီမတို့မတော်လက်ထောကနေပြီးတော့ပေးရထားရပေါ့နော် after sales service အပေါ်မှာရောအခုအနေနဲ့စိတ်ကြည်နမှုလေးရှိရလားလဲပြောကြပေးပါအောင်နော်ဟုတ်ကဲ့ဒီမှာဟိုကိုတို့လက်ရှိဒီသုံးနေတဲ့ပေါ့ဟိုဒီ6လပိုင်းနဲ့စဆိုတော့ကိုတို့ဒီ2လကျော်ပေါ့2လကျော်လောက်ရှိပြီမဒီကြားထဲမှာတော့အကုန်လုံးအဆင်ပြေတယ်ဘာပြဿနာမှလည်းခုချိန်ကြီးတော့မတွေ့သေးဘူးပေါ့နော်ဟုတ်ကဲ့ကိုတို့လက်ရှိအကုန်လုံးအဆင်ပြေပါတယ်ဟ
ဟုတ်ကဲ့ ဘာမှမလုပ် ခုလိုမျိုးပေါ့နော်ညီမတို့ကိုအချိန်ပေးပြီးတော့ဖြေချပေးတဲ့အတွက်မျှဝေပေးတဲ့အတွက်ရောကျေးဇူးအများကြီးတင်ပါတယ် Winning Company Limited UMG Group of Company နဲ့လည်းယုံကြည်စွာလက်တွဲပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နော်ကိုဟုတ်ကျေးဇူးပါခုကြည့်ရှုနေတဲ့မိတ်ဆွေရဲ့အိမ်ယုံဒါမှမဟုတ်လုပ်ငန်းအတွက်ဆိုလာစစ်တန်ကိုတက်ဆင်ဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ကျမတို့ Winning Company ရဲ့ hotline number ဖြစ်တဲ့3995129139ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် Bye bye